high precision non-isolated but LED driver အကြောင်း high precision ဆိုတာက LED strip တွေကိုအလွန်တိကျတဲ့လျှက်စစ်စီကြောင်းထိန်းချုပ်မှုရှိခြင်းကိုဆိုလိုပါတယ် LED ဆိုတာက current control device တွေဖြစ်လို့တိကျတဲ့လျှက်စီကြောင်းထိန်းချုပ်မှုက LED ရဲ့တောက်ပွားမှုကိုတည်ငြိမ်စေပြီး LED ရဲ့သက်တမ်းကိုရှေ့ကျစေသလိုအပူချိန်ပြောင်းလဲမှုတွေလည်းခံနိုင်စေပါတယ် non-isolated ဆိုတာကတော့ input နဲ့ output ကြားမှာ transformer လိုဟာမျိုးတွေနဲ့ခွဲခြားမထားပါဘူးဒါကို galvanic isolation လျှက်စစ်အားဖြတ်တောက်မှုမရှိခြင်းလို့ခေါ်ပါတယ် bridge rectifier နဲ့ကျွန်တော်တို့ filter capacitor တွေကနေ voltage ကိုသူကတိုက်ရိုက်ဆွဲချထားတာပါ buck converter ဆိုတာကတော့ရှေ့မှာပြောခဲ့တဲ့အတိုင်း inductor အတိုင်ကို capacitor တို့အကူအညီနဲ့ input voltage တဲ့နဲ့တဲ့ output voltage ကို ampere များများလိုချင်တဲ့အခါ MOSFET ဒါမှမဟုတ်ရှင် FET တွေကို switching အနေနဲ့သုံးပြီးခလို့တစ်ခုအနေနဲ့သုံးပြီး constant current ကိုထိန်းပေးတဲ့ circuit ပါကျွန်တော်တို့အခုကစပြီးတော့ circuit ရဲ့အလုပ်လုပ်ပုံကိုကျမ်းပြင်ရှင်းပြမှာဖြစ်ပါတယ်အကောင်သေးပေမဲ့ဒီ driver လေးရဲ့အလုပ်လုပ်ပုံနဲ့ design ကိုပြောမိဆိုရင်အနည်းဆုံး3နာရီလောက်ကြာမှာဖြစ်ပါတယ်ကျွန်တော်တို့အခုဒီ schematic သူ့ရဲ့ diagram လေးကိုကျွန်တော်ပြန်ပြီးတော့ဆွဲထားပါတယ်ဒီ driver လေးရဲ့အဲ့ဒါလေးကိုကြည့်မယ်ဆိုလို့ရှိရင်သူကဆိုရှင်ပထမဆိုရှင်ကျွန်တော်တို့ AC import အဝင် import ပါပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ bridge rectifier နဲ့ဒီမှာ filtering capacitor ကြီးပါပါတယ်400 volts 50 microfarad ဖြစ်ပါတယ်ပြီးသွားလို့ရှိရင်เนาะသူဟာဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ ICO supply ပေးမယ် BDD ကိုကျွန်တော်တို့ voltage divider နည်းနဲ့ကျွန်တော်တို့ soft start ရအောင်ဆိုပြီးတော့ voltage divider နဲ့ဒီ capacitor သုံးပြီးတော့ RC filter ပုံစံနေနဲ့ဒါ supply ပေးထားတာဖြစ်ပါတယ်ဒီကောင်လေးကတော့ကျွန်တော်တို့ဒီ constant current ကိုကျွန်တော်တို့ sensing လုပ်ဖို့အတွက်ထုတ်ဖို့အတွက်ကျွန်တော် sensing ပေးမယ်ကျွန်တော်တို့ 1 ohm resistor လေးတစ်လုံးနဲ့ကျွန်တော်တို့ 1.69k resistor လေးတစ်လုံးကို parallel ခွပြီးတော့ RSANS နဲ့ဆက်ထားပါတယ်ပင်နဲ့ဆက်ထားပါတယ်ပင်7ကိုတော့မသုံးပါဘူးပင်1ကို ground ချပြီးတော့ဒီပင်2ကတော့ 62k ကနေပြီးတော့ကျွန်တော်တို့ over voltage တွေပါတယ်ကိုကျွန်တော်တို့ adjust လုပ်ပေးတယ်ပင်ဖြစ်ပါတယ်ပင်3ကို ground ချပါတယ်ပင်4ကခုနပြောပြီးဖြစ်ပါတယ်ပင်5ကတော့ကျွန်တော်တို့ buck converter နဲ့လုတ်ကိုဆက်သွယ်ဖို့အတွက် 5 နဲ့6ကိုပေါင်းပြီးတော့ကျွန်တော်တို့ inductor နဲ့ဆက်ထားတယ်ကျွန်တော်ဒီမှာ diode နဲ့လည်းဆက်ထားပါတယ်ပြီးလို့ရှိရင်ဒီမှာbuck converter ရဲ့ capacitor နဲ့ဆက်ထားပါတယ်ဒါကတော့ low LED ဖြစ်ပါတယ်ဒီ capacitor လေးကို discharge လုပ်ပေးဖို့ ਨੇ ကျွန်တော် filtering အတွက်ဒီအဓိကကတော့ noise တွေနဲ့သူ့ကိုကျွန်တော်တို့ high voltage ကိုdischarge လုပ်ဖို့ဒီမှာဒီ 100k resistor လေးတစ်လုံးပါပါတယ်ဒီဟာကတော့ LED ဒါ low LED string ဖြစ်ပါတယ်ဒီလိုနည်းနဲ့ဒီ circuit လေးကိုတိစောက်ထားတာဖြစ်ပါတယ်စချင်းမှာဝင်လာတဲ့ AC voltage ကို bridge rectifier နဲ့ C1 filter capacitor ကိုသုံးပြီး P 330 volt လောက်ရှိတဲ့ DC ဖြစ်လာအောင် rectify လုပ်ပေးပါတယ်ဒီ R2 200k လေးကတော့ voltage divider အဖြစ် VDD ကို monitor တွင်လုပ်ပါတယ် IC internal circuit များအတွက် VDD voltage ကို sample ယူဖို့ဖြစ်ပါတယ်တကယ်လို့ဒီ resistor လေးသာမပါခဲ့ရင် VDD sampling error ဖြစ်ပြီး N over voltage production မှားယွင်းသွားနိုင်ပါတယ်ဒီ 180k SND resistor နှလုံးကတော့ inrush current ကိုကာကွယ်ပေးပါတယ်ဆိုလိုတာကတော့10 microfarad capacitor ကိုအားသွင်းတဲ့ချိန်မှာရုတ်တရက် current အများကြီးဝင်မလာအောင်ကန့်သတ်ပေးပါတယ်နောက်တစ်ချက်ကတော့ဒီ R နဲ့ C အတွဲက RC low pass filter ပုံစံမျိုးနဲ့ high frequency noise တွေ ripple တွေကို short ချပေးပါတယ် VDD ကို power ပေးသလို filtering လည်းလုပ်ပါတယ်နောက်တစ်ချက်ကတော့ဒီ resistor နှလုံးက VDD capacitor အားသွင်းမြန်နှုန်းကိုလည်းထိန်းညှိပေးပြီး soft start effect ကိုလည်းဖြစ်စေပါတယ် start up time calculation နေနဲ့တည်ညောင်ရင် RC နဲ့တွက်နိုင်ပါတယ် IC ရဲ့ power ပေးသွင်းမှုကို smooth ဖြစ်စေပါတယ်ဘာကြောင့်ဒီ resistor နှလုံးကိုသုံးတာလဲဆိုတော့တစ်လုံးထဲကို heat ဖြစ်စေမဲ့အစားနှလုံးသုံးပြီးတော့ power dissipation power စားသုံးမှုကို short ချပေးနိုင်ပါတယ်voltage အများကြီးကိုတစ်လုံးနဲ့ကြတာတဲ့နှလုံးခွဲကြတာက voltage rating ကိုကျွန်တော်တို့ပုံမိုးကောင်းလာစေပါတယ်နောက်တစ်ချက်ကတော့တစ်လုံးပြည့်ရင်နောက် resistor တစ်လုံးနဲ့ပြန်ထိန်းနိုင်မှာဖြစ်ပါတယ်ဒီ
SIC 9550 LED driver pin 8မှာတက်စင်တာတယ်ဒီ10နဲ့ 1.7 resistor လေးကြောင်းကိုပြောရရင်ကျွန်တော်တို့ကဒီ resistor လေးနှလုံးကို IC ရဲ့ပြင်ပကနေပြီးတော့ current sense resistor အနေနဲ့ parallel ချိတ်ဆက်ထားပါတယ်သူက10နဲ့ 1.69 ohm ရှိပါတယ်သူ့ရဲ့အဓိကရွယ်ချက်ကတော့ sense လုပ်မဲ့ current ကိုတိကျစေပါတယ် resistor နှလုံးကို parallel လုပ်ရင် 0.63 ohm ရပါတယ်peak current ကိုသူကတိတိကျကျထိန်းချုပ်နိုင်ပါတယ်နောက်တစ်ချက်ကတော့ထုံးစံအတိုင်းတစ်လုံးနဲ့သုံးတာထက်နှလုံးသုံးတာက power dissipation ကို short ချပေးပါတယ်နောက်တစ်ချက်က resistor တစ်လုံးပြည့်ရင်နောက်တစ်လုံးကဆက်ပြီးတော့ current ကို sense လုပ်နိုင်ပါတယ် current sense resistor တွေပေါ်မှာကျတဲ့ voltage တော့ကိုတိုင်းတာပြီး IC က constant current ကိုထိန်းထားပေးပါတယ်ဒီ9550 LED driver မှာ output capacitor နဲ့ parallel ချိတ်ထားတဲ့104 SMD resistor လေးရဲ့လုံးလုံးပုံကိုပြောလိုပါတယ်ဒီ R5 resistor လေးရဲ့အဓိကလှုပ်ဆောင်ချက်ကတော့ capacitor discharge ကိုပတ်ကိုလမ်းကြောင်းကိုဆွဲလုပ်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ power off လုပ်လိုက်လို့ရှိရင်ဒီ capacitor မှာတုံလောင်ထားတဲ့ charge တွေကိုသူကလင်းလင်းမြန်မြန်ထုတ်ပစ်ဖို့ဖြစ်ပါတယ် high voltage တွေကျန်နေပါက electric short တွေ circuit တွေကို damage ဖြစ်နိုင်ပါတယ် switching light ကိုလည်းဒီ resistor လေးကဒီ 100k resistor လေးက short ချပေးပါတယ်ကျန်တဲ့ချက်တွေလည်းရှိနေသေးပေမဲ့အဓိကအချက်လေးကိုပဲကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်ပြီးတော့ဒီ9550 IC မှာကျွန်တော်တို့ R adjust pin 2မှာရှိတဲ့ R adjust resistor လေးရဲ့အကြောင်းအရာကိုပြောရရင်ဆိုတော့သူဟာဆိုရှင် over voltage proportion ဘလောက်ထန်နဲ့တွဲပြီးလှုပ်ဆောင်တာဖြစ်ပါတယ်သူက 62k ဖြစ်ပြီးတော့သူ့ရဲ့ပင်ရဲ့သူ့ရဲ့ဒီ resistor လေးရဲ့လှုပ်ဆောင်တဲ့ကတော့ output over voltage protection ကိုသူ့ကိုသူဆိုရှင် voltage ကိုသူ့ကိုဘလောက်မှထားရမယ်စပြီးထားရမယ်ဆိုတာကိုသူဆိုရှင် over voltage ကိုဘလောက်မှစပြီးထားရမယ်ဆိုတာကို adjust လုပ်ပေးတဲ့ကောင်လေးဖြစ်ပါတယ်သူက 62k လောက်ရှိပါတယ်ကျွန်တော်တို့နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီ pin 5နဲ့ pin 6ကတော့ IC ရဲ့အထက်ကရှိတဲ့ MOSFET ရဲ့ drain output pin တွေနဲ့ကိုဆက်ထားပါတယ်အရင်ရှေ့ကဗီဒီယိုမှာပြောခဲ့တဲ့အတိုင်း buck converter ပုံစံနဲ့လုပ်သွားပါတယ် IC တွေက MOSFET က on ရင် inverter က energy store လုပ်ပြီး current တွေက capacitor C3 နဲ့လုပ်ကိုစီးမှာဖြစ်ပါတယ် switch on လုပ်လိုက်ပြန်ရင်တော့ inverter က store လုပ်ထားတဲ့ energy တွေကိုပြန်ထုတ်ပြီးသူက diode ကနေစတင်ကျော်တို့ capacitor နဲ့ load LED တွေကိုစီးဆင်းသွားမှာဖြစ်ပါတယ်ဒီ inverter က capacitor ကို charging ပြည့်တဲ့အထိဖြည့်ပြီးမှဖြစ်ပြီးတော့ inverter ကနဲ့ capacitor ကကျွန်တော်တို့ charging ရပြီးတာနဲ့ load LED ကိုဆက်ပြီးတော့သူကဆိုရှင် discharge လုပ်ပေးနေမှာဖြစ်ပါတယ်ဒီလိုနည်းနဲ့ on off ဖြစ်ပြီး charge discharge ကို load position လုပ်ခြင်းဖြင့် load LED မှာ constant current ကိုရနေမှာဖြစ်ပါတယ်ဒီဟာလေးကတော့ကျွန်တော်တို့9550A ဒီ LED driver လေးရဲ့အလုပ်လုပ်ပုံအကျဉ်းလေးသာဖြစ်ပါတယ်နောက်ဗီဒီယိုလေးမှာတော့ကျွန်တော်အနေနဲ့ဒီ SIC 9550A high precision non isolated buck LED driver လေးရဲ့အဓိက featuring feature လေးတွေကိုပြောပြလိုပါတယ်ဒီ feature တွေကိုဘာကြောင့်ပြောတယ်လဲဆိုတော့မိတ်ဆွေအနေနဲ့ LED driver တစ်ခုဝယ်ရင်လုံးဆောင်နိုင်စွမ်းပြည့်ရှိတဲ့ driver ကိုဝယ်ရမှာပါဒါကိုသိဖို့သူ့ရဲ့ feature တွေကိုသိရပါမယ်အခုဒီ SIC 9550A feature တွေကတော့တော်တော်လေးကိုပြည့်စုံပါတယ်ဒါကိုလေ့လာထားရင်ဖြင့်အခြား driver တွေရဲ့ manual တွေကိုလည်းဖတ်ရှုနိုင်မှာဖြစ်ပါတယ် Thanks for watching အပိတ်ကြည့်ရှုမှုကိုအထူးကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အနေနဲ့အပြုသဘောဆောင်သည့်ကြံဉာဏ်များနဲ့သိလို့သည်များကိုဝင်ရောက်ဆွေးနွေးပေးခြင်းအပန်းမကြည့်ပါက like subscribe နဲ့ share လေးလုပ်ပေးခြင်းဖြင့်ကျွန်တော်အတွက်အားစိတ်လေးချတာပေးစေခြင်းပါဗီဒီယိုများကိုတဖြည်းဖြည်းနဲ့လွှဲချက်ရအောင်အဆက်ဆက်နဲ့တင်ပြထားတာမို့သက်ဆိုင်ရာ playlist များကိုကြည့်ရှုခြင်းဖြင့်လည်းအားပေးနိုင်ပါပြီ